ပြောင်းလဲချိန်တန်နေပြီနော်ပြောင်းလဲဖို့ဆိုတာကမိမိကိုယ်တိုင်ကနေစာပြောင်းမှရတော့တခြားမဟုတ်ပါဘူးအင်္ဂလိပ်စာပြောတာနော်ကဲအမြဲတမ်းဖနက်တွေကို shoes ဆိုပဲပြောနေသေးရလားပထမဆုံးဒီ daily wear သုံးနေကြတဲ့စင်ကြယ်ဖနက်လိုမျိုးချင်းချင်းဖနက်ကြီးကနေစလိုက်ကြအောင်ချင်းချင်းဖနက်ကြီးကို header တော့က flip flops လို့ခေါ်ပါတယ်ရှင် flip flops ချင်းချင်းဖနက်နောက်တစ်ခုကကြတော့ grino ဖနက် grino ဖနက်မှာကြတော့သူက2မျိုးရှိရပါတော့အပြင်သားလို့ရှိရင်လှပါစီတဲ့ grino ဖနက်ရဲ့နောက်ပိတ်မပါတဲ့ရိုးတက်ထုတ်လိုက်တဲ့ grino ဖနက်ရဲ့ပေါ့နော်နောက်ပိတ်မပါတဲ့ grino ဖနက်ကိုကြတော့ header တော့ကသူ့ကို slipper လို့ခေါ်ပါတယ်ရှင် slippers နောက်ပိတ်ပါတဲ့လှလေး grino ဖနက်ကိုကြတော့ header တော့ကသူ့ကို sandals လို့ခေါ်ပါတယ်ရှင်နောက်ကတော့အခု line အောင်မှာ variety ဖြစ်နေတဲ့ကောင်မလေးတွေစီးကြတဲ့ဂျပန်ဖနက်ဆိုတာလေသူ့ကိုကြတော့ Mary Jane shoes လို့ခေါ်ပါတယ်ရှင်နှစ်ယောက်လေးပေါ့နော်ခြားယောက်လေးတွေရှိရပေါ့နော်နောက်ကကြတော့ sneakers ကကြတော့ဒီ Nike တို့ဒီ Adidas တို့ရှိတဲ့ဥစ္စာမျိုးပဲဒါတော့သူ့ကို sneakers လို့ခေါ်ပါတယ်ရှင်ကဲ revision မကြီးကြမယ် flip flops sandals slippers Mary Jane shoes and sneakers အဲ့တော့ဝါဟာရအတလေးနဲ့ပတ်သက်ပြီးတော့အစီအမီကြပါစေနော်